Okay ဒီမှာပါလေ စိုက်ကောအီဆန် လို့ဖွင့်ရတဲ့ဒီမှာနှစ်ယောက်သားတကုံကျိုးစားနေပါတယ်ဒီမှာဆရာမကြီးပါတိုက်ခါမလုပ်တဲ့ဆရာမကြီးပါတွေ့ရရတယ်တော့ရကြပါရရဆောင်းနေထားပါတယ်ဒီမှာတော့ဦးကတော့ဒါကဦးကိုအနောက်အရင်လမ်းရမယ်လမ်းပြီးရင်စားနဲ့ဆင်းမယ်စားနေမယ်ဒီမှာဆေးမယ်ပြီးရင်ဂျုံနဲ့ပြန်ဆင်းမယ်ပေါ့နော်ပြီးရင်ခုတ်နဲ့ပြန်ဆေးကောင်းတယ်လို့ဒီမှာလှုပ်ပြီးရချင်းကြရင်လည်းပြန်ပြပေးပါမယ်ဟောလို့ဆေးတော့ဒီမှာတော့ဦးကိုနောက်ဆုံးဆက်လုပ်နေတာပါလို့လို့ရတယ်အဲ့ရွှေကိုရွှေကိုရောအဲ့ဒါကြောင့်စီတီနဲ့ရောင်းရမယ်ဝက်ဦးချောင်းလုတ်ဖို့ပါကဲဒီမှာဒီလိုမျိုးဝက်ဦးချောင်းပေါ့နော်သူကတော့ဒီလိုမျိုးအသားတွေဆပ်ပလာတွေကိုအရင်အဆုံးနေထားရပါတယ်ဒီမှာဂျာဆန်ရေဝတာနနောက်ဆင်းရေကောက်ငင်းရေဆပ်ပလာတွေအကုန်လုံးနေထားပါတယ်ဒါနေပြီးရင်ကိုကတော့အဲ့လိုဝက်ဦးချောင်းပေါ့နော်ဒီရိုးတရားဝက်ဦးချောင်းလုတ်ဖို့လုပ်ထားတာပါကဲစားချင်တဲ့လူတွေမာယူလို့ရပါတယ်အဝေးကဆိုရင်လည်းလာမိုးနဲ့ပို့ပေးပါတယ်ခေအတွင်းဆိုရင်လည်းလာမိုးနဲ့ပို့ပေးပါတယ်ကဲဒီမှာနော်အရန်နဲ့စားကောင်းတဲ့ဝက်ဦးချောင်းပါโอเคဒီမှာပါစိုက်တော့အစ်ဆန်လေးกินနေပါတယ်စားချင်တဲ့လူတွေမစားလို့ရပါတယ်နော်လာမိုးနဲ့လည်းပို့ပေးပါတယ်နမပြင်ထက်ရဲ့ကိမေလို့မရှိတော့ခါโอเค